မယ်နော်စိတ်သားတွေရမယ်ချိုးတယ်တက်တယ်လက်ဆက်တယ်စိတ်သားတွေရမယ်စိတ်သားချူချူလေးတွေရမယ်နော်စိတ်သားချူချူလေးတွေဒီမှာရပြီဟဲ့တမလဲစိတ်သားဟောဒီမှာလေခုနကမှလေအသိရည်တဲ့စင်ပြီးလက်ဆက်ဆက်စိတ်ပြီးတော့ခိုးလာတာဟောပြီးတော့လေကစွန်းရဲမှာကအသားချက်တွေအများကြီးပါဝင်တယ်တဲ့အဲ့တော့ဒါကစိတ်သားပေါ်ပဲကြီးရတယ်ဒါလေးတော့ဘုံကျူတာမရှိဘူးကဲဟုတ်ပါပြီအသေးရဲ့ပြောပါဦးနေ့ရေတွေကစိတ်သားကိုငါဘယ်လိုချက်ရမှာမလီကြော်ချက်တိတ်တယ်လို့ချက်ပါတော့ကစွန်းရဲလေရောင်းမိပါလေမင်းများထူလိုက်ကြတာကစွန်းရဲနာမစားဘူးလားကြာနေရပဲကဲဘယ်နှစီးမှလဲပြောမလေးစိတ်မဆိုးပါနဲ့အသေးရဲ့အသေးကအပြောကောင်းဆိုကောင်းဆိုတော့အပြည့်ရမှာဟုတ်သုံးစီးပေးဒီဘက်ဟာလေးထည့်ပြီနော်တူတူပါပဲအားလုံးကလက်ဆက်ဆက်တွေကြီးပဲကဲရောခါလေးလုံးခါလဲရှောက်ပါလိတော်မီဒီကြည့်တယ်တဲ့ဒီလိုလေးပဲကိုပေးကြလေးဒီပုံဒီပါလာမယ်သူတို့အဲ့ဒါအရာမောတာအဲ့ဒါပဲမြရေးတစ်စည်းလုံးကလည်းလေအသိကိုပဲစနေကြတော့တာဒီမှာဖြစ်ပြီတယောက်တည်းလူရှင်တော်မကြီးကိုဖြည့်လို့ပြောချင်တော့မှာဘူးပြောဒီမှာကစိုးရောက်ဟုတ်ဟာအော်ဒါနဲ့သိမနေ့ကအိမ်လာခဲ့ဦးနော်အိမ်မှာရှော့ကြဝတ်တွေပုံလို့လေအော်အေးစိတ်ချလေသူတို့ဘာပတ်စံတော်တရားလာခဲ့